နော်ဘာလဲဆိုတော့သူဒီ broken family လာတဲ့အတွက်ကြောင့်မလို့ငိမ့်မိသည်သိရမလားသူဝေနေမင်းနဲ့ကွဲပြီးတော့သူသိရမလားတနာပါလေဆိုတဲ့စိတ်နဲ့ကွာနေပြီတယ်သိတယ်သူရဲ့ဝတ်တွေလေးရှော့ပေးဟင်းနေတော့ချက်ပေးတယ်ပေါ့နော်အဲ့လိုမျက်နှာတွေမှာမထောက်ကွာသိရမလားကိုဝေဆောင်လဲကိုမရှော့ဘူးပေါ့နော်နောက်ပိုင်းကျမှသိရမလားအဲ့လိုမျိုးအမေနဲ့လည်းအဆင်မပြေတဲ့အတွက်ကြောင့်မလို့သူ့အိမ်လည်းမခေါ်သွားခြင်းသူလည်းအိမ်မလိုက်ဘူးဆိုရင်ငိမ့်ကပြောတာပေါ့သိရမလားကလေးပေးစရာမလိုတော့အမေပဲပိုင်တယ်ပြီးကြဦးငိမ့်ဘက်ကလူတွေမုန်းသွားမဆိုးလို့ပါတဲ့မဟုတ်ပါဘူးငိမ့်ကပြတ်သားနိုင်လို့အခုလိုပြောတာကွာတိလားအဲ့လားကျေးဇူးပါပြတ်သားနိုင်လို့ကွာတိလားပြတ်သားနိုင်လို့ငိမ့်ဒီလိုမျိုးလိုက်လွင်ဖြည့်ရှင်းပြောပြနေရကွာငိမ့်မပြတ်သားနိုင်တဲ့အချိန်တုန်းကပေါ့နော်ငိမ့်ပြဿနာလာရှာလဲငိမ့်ပြန်မဖြည့်ရှင်းပေါ့နော်ဒါငိမ့်ချင်းတော့ငိမ့်မပြတ်သားနိုင်သေးလို့အိုက်ကောင်ငိမ့်မပြတ်သားနိုင်လို့အိုက်ကောင်ဆက်တွဲတယ်နော်ဒါငိမ့်ဆက်တွဲကလေးလဲယူတယ်နော်ငိမ့်ပြတ်သားနိုင်တဲ့အချိန်ကအခုပြတ်သားလို့လိုက်လွင်နေနော်ပြီးလို့ရှိရင်ဗီဒီယိုတွေစကားပြောရပါတင်နေပေါ့နော်ဒါငိမ့်စိတ်ကိုငိမ့်တိသွားပြီအဲ့လိုဒီလိုမျိုးပြုံးနိုင်ဖို့ကွာကိုယ့်ရဲ့စိတ်ဒဏ်ရာတွေကိုကုစားခဲ့ရတာကများသွားပြီကွာဒီလားပြီးတော့ကွာဒီလားအမကကိုရှော့ဖို့ကိုရက်တင်နေတာဟိုကောင်သူများကြီးကချူစားမရတာပြောနေအဲ့ဒါကြီးလည်းမပြောချင်ဘူးကွာဒီလားငိမ့်ပါငိမ့်ပတ်စံရှာငိမ့်ချတာပေါ့ငိမ့်ရဲ့ဒီနေရာခလေးအတွက်ငိမ့်ပဲပတ်စံရှာတာကွာဟိုအဲ့လိုမပြောပြဘယ်လိုပြောပြရမလဲအဲ့လိုလူမျိုးကွာငိမ့်ရကွာဒီလားကိုပတ်စံကိုရှာသုံးတယ်ဟုတ်တယ်မလားအဲ့လိုလူမျိုးကိုသူ့လိုကောင်းအောင်ဘာမမောစရာလို့လဲအရင်တော့ချစ်လို့ကွာချစ်တယ်ဆိုတော့သူဂရုစိုက်ပြီးမြတ်တာရေးပေးလို့ကျမချစ်လို့အဲ့စိတ်နဲ့တိခံခဲ့ရပဲရှိရအဲ့စိတ်နဲ့ဆက်တွဲနေရပဲရှိရနော်ကျမစိတ်ကမချစ်တော့ရင်အဲ့ကောင်ဘာမှမဟုတ်တော့ဟုတ်ပြီလားအဲ့လိုပဲခံယူရကွာကျမစိတ်ချစ်နေသေးလို့ဒါအဲ့ကောင်ကကျမအတွက်အရာရာဖြစ်နေကျမမချစ်တော့ရင်အဲ့ကောင်ဘာမှမဟုတ်တဲ့ကောင်အရေးကြီးတဲ့ဗီဒီယိုကမရလိုက်ဟုတ်လားတွားလေးရလဲဗီဒီယိုစိတ်ထားတာမဟုတ်ဘူးပြောပြအောင်သူပြန်လာရင်လက်ခံစရာအကြောင်းမရှိဘူးလေဘာလို့လက်ခံရမှာတားလေးကိုပေးစရာတားလေးကိုပေးဦးမတွေ့တာတက်တယ်ယူမှာဆိုလို့အဲ့ဒါပြောရလေဒီလားတက်တယ်ယူစရာကြတော့ VOA ရှိပြီးသားကွာတော်ပြီသမီးတဲ့ထက်မြက်လင်းရေကျေးဇူးပါအကောင့်ထဲကကျတော့မဖြတ်တာပေါ့နော်မဖြတ်တာအစဟိုလွန်ခဲ့တဲ့လတွေလောက်ကဗီဒီယိုတွေတော့မဖြတ်တော့ဘူးကွာဒီလားဘာလို့လဲဆိုတော့ဒါတရားဝင်ဖြစ်နေတဲ့အတွက်ကြောင့်မဖြတ်ပဲထားလိုက်တာပေါ့နော်သူနဲ့ညီနဲ့ကွာရှင်းမနေတော့ကုန်ဖြတ်မှာပေါ့ဟုတ်တယ်မလားဘာလို့တရားဥပမာသူတရားဆွဲမဲ့ချိန်ကြလို့ရှိရင်ကုန်ဖြတ်ပြမှာပေါ့သူနဲ့ကိုနဲ့ညှိရတော့မယ်လေငါတော့မငိမ့်လိုက်ဝင်ကြည့်လိုက်ကမကောက်တယ်ဝင်ကြည့်လိုက်တခါအဲ့ဒါမဟုတ်ဟန်နေဗီဒီယိုတွေပါစိတ်ထားလေဗီဒီယိုတင်ထားရဲဆိုရင်အောက်တန်းစားစိတ်ရှိတာသူကလုံးဝအောက်တန်းကျရဲ့အကျင့်ကိုရှိရခလေးနိုးပြရင်ပြန်မယ်ပြောအောင်ညီကပေးမယ်ပြောနေလို့လားခလေးကိုအဲ့လိုလေးဒီလားဘာမှမဝင်တာကွာသူရဲ့စကလုံးနေရကွာဒီလားဘာမှမဝင်ပြီးတော့ brain level လည်းမတူကွာဒီလားထကကြောဟိုဆုံးပါတယ်မျိုးဆုံးပါတယ် brain level မတူတဲ့အတွက်ကြောင့်မို့လို့ဦးနောက်သိရမလားအတွေးခေါ်ရင်မတူတဲ့အတွက်ကြောင့်မို့လို့လုံးဝမဖြစ်နိုင်ဘူးရေရှည်မှာညီအမျိုးစဉ်းစားပြီးသွားပြီကွာဒီလားလာသားကလေးလေးမျက်နှာမှာမထားဖေးပြီးဟုတ်တယ်ရှင်ရှင်ကန်ဆာရဲ့ကျေးဇူးပါပြီးတော့ထအကကျော်ရဲ့ဇိုးရီရဲ့ဆိုင်ကိုတည်ကြည်နေကြတဲ့လူတွေကအခွာရီရဲ့နော်အခွာရီရဲ့နော်
ငင်းချောင်းမငင်းမသိဘူးအဲ့ဒါတော့ပါရိုက်ဖို့မမေးနဲ့ဟိုတနေ့ကပါရိုက်မယ်လို့တာကွာသိလားငင်းကြိုက်တော့ကြိုက်ဆဲလိုက်တယ်ဗောနော်ပါရိုက်မယ်လို့တော့ဘယ်လိုလုပ်ပြလဲအဲ့လိုလေးသိရမှာကြောက်တဲ့ရုပ်လုပ်ပြတော့မရိုက်တော့ဘူးလို့ဆိုပြီးတော့လျှော်လိုက်တယ်ကွာဒါပေမဲ့အမှန်တော့လေသူပါရိုက်ချင်ခဲ့တာပါရိုက်လို့ရှိရင်ခြေနဲ့ပေါင်းမှာကွာသိလားအမှန်တကယ်ဆိုခလေးမြူတဲ့ကင်ပြဟုတ်တယ်အဲ့ဒါလည်းမဟုတ်ဘူးပေါ့နော်ခလေးကြောင့်လည်းသူ့ကိုပြက်နိုင်သွားတာလည်းပါတယ်သိလားတားလေးကိုချစ်တော်လေသူ့ကိုပြက်နိုင်သွားတယ်လူစရာကွာလောကကြီးမှာကိုချစ်ရတဲ့သူတယောက်ပေါ်လာရင်တယောက်ကိုမေးကြတာပဲလေအဲ့ဒါကြောင့်တားလေးကိုချစ်တော်သူအဲ့လိုလာပြီးတော့ပြောပိုင်ခွင့်မရှိပါဘူးဒီမှာကျွန်တော်လည်းပြောလို့ကျွန်တော်လည်းမပြောပါနဲ့သူ့ကိုလည်းပြောတာကျွန်တော်မကြိုက်ပါဘူးသိရမလားကျွန်တော်မကြိုက်ပါဘူးအားကြောင့်မို့ကျွန်တော်မှလည်းရွေးချယ်ပိုင်ခွင့်ရှိရယ်ဆုံးဖြတ်ပိုင်ခွင့်ရှိရယ်အားကြောင့်မို့ပါဒါကလေးကိုလက်ခံတယ်ငါလည်းလက်ခံတယ်တောင်းဝင်ယူဖို့ကိစ္စကလည်းပြောပြီးသွားပါပြီနေနေစပင်းဆိုင်ဖွင့်ထားမှနေနေတယ်ပြီးအပေါင်းသိနေကြအောင်လဲကိုယ့်ကိုတက်တယ်လို့အပေါင်းသိနေကြအောင်လဲကိုယ့်ရဲ့ကုန်းကကြတယ်ကွာအင်းရဆိုလို့ရှိရင်ပေါ့နော်ငိမ့်ပေါင်းတယ်ပေါ့နော်ဘယ်သူမဆိုငိမ့်ပေါင်းတယ်အကျစ်စာတွေကကောင်းရင်ငိမ့်ပေါင်းတယ်မစိမ့်နေပဲငိမ့်ပေါင်းခဲ့တာကွာဒါပေမဲ့အခုကျတော့လူရသေးရမလားနောက်ကျော်ဓာတ်နဲ့ထိုးလာတယ်ပြီးတော့ငိမ့်ပေါင်းခဲ့တယ်နော်ငိမ့်ရဆိုပေါင်းခဲ့တယ်နောက်20တွေကပေါင်းခဲ့တဲ့တငယ်ချင်းတွေဆိုလို့ရှိရင်အဲ့လိုစနိုက်ကြော်တာဘာလဲမရှိဘူးကွာအဲ့လိုလူတွေကကွာအခုမှတွေ့အခုမှပေါင်းတဲ့လူတွေအဲ့လိုမျိုးစိတ်တွေအများကြီးရှိတယ်မင်းကပညာတလေးထင်တယ်ဒါပေမဲ့အချစ်ကိုကိုယ်ွယ်လို့လမ်းမရောက်ခဲ့ဘူးပါရဲ့ကွာအဲ့လက်ကျမဒုတိယနှစ်တက်ရတော့မှအခုဒုတိယနှစ်တက်ကျမကျောင်းဆယ်လပိုင်းဆိုကျူရှင်တက်ရတော့မှကျမရှင်းလို့သိလားကျမကျောင်းအပ်ပြီးသွားရင်နင်းကတယောက်တည်းနေနေတာသူတို့ထွက်ပြေးနေတာသူတို့ကတော့ဗမာလေးရောမသိဘူးကျမတယောက်တည်းပဲရန်ကုန်မှာသူတို့ကတော့ထွက်ပြေးနေမှော်ပြီးမှလားမသိညင်ရီအလုပ်အချင်လို့ရတယ်မမကြီးဒီကနေပြောလို့ရရင် follow လိုက်မယ်နော်မမကြီးကျေးဇူးတင်ပါတယ်အလုပ်အမေပြောတာလေတကယ်ကျေးဇူးတင်တယ်ထောင်းမင်းကြီးကအေးစမ်းအမဟုတ်ညီရလေပြဿနာတစ်ခုဆိုအဲ့လိုမျိုးအေးစစ်ဖြည့်ရှင်းတဲ့အချင်းကွာသူတို့လိုမျိုးလို့မီးအဲ့လိုမျိုးမီးလောင်ပြီးတော့အဲ့လိုမဖြည့်ရှင်းအေးစစ်ပဲဥပိ္ပခာနဲ့တန်တဲ့လူကိုဥပိ္ပခာပြုလိုက်တာအကောင်းဆုံးပဲအသစ်နဲ့ respect ဆိုတာလို့တကယ်ဥပိ္ပခာနဲ့တန်တာကောအဲ့ဥပိ္ပခာပဲပြုထားလိုက်တယ်သိလားအေးစစ်ပဲညီရညီမတို့ကန်ဆာမဟုတ်ဘူးနော်တာရက်ကျမတာရက်လီယိုရီကမကောင်းနော်လီယိုရီကမကောင်းအကြည့်ရုံလို့မနာလိုမှုရှိတယ်ရုံမှာတက်ကြတယ်သူတို့ကဘာလို့လဲကျမလက်တွေ့ခံလေကျမတို့တားရတဲ့အေးစီပဲအမအေးအဲ့ဒါတော့အင်းတော့သူပြောတာပဲအခုကတော့ဘလို့လည်းမသိပါဘူးငင်းလည်းဘလို့ပြောအမှန်းတော့မသိဘူးသူများအကြောင်းလည်းပြောခြင်းတားရတွေကအကောင်ဆုံးပြီးလို့ရှိရင်ဘလို့ပြောမလဲဆိုင်တင်ဟုတ်ကဲ့ပါမမငင်းနေကျမလီယိုရှင်လီယိုရမကောင်းတော့အချင်းရောက်တယ်မနာလို့အတန်းရှင်းကြိုက်တယ်ပေါ့နော်သူတို့ကလေဒါငင်းရဲ့အဲ့လိုမျိုးပေါ့နော်အပြင်မှာပေါင်းတဲ့အပေါင်းအသင်းတွေမိတ်ဆွေတွေကလီယိုတွေဖြစ်တာမကောင်းကြတာများလို့လေသူ့မပေးပါဘူးသူ့ကိုပေးစရာအကြောင်းမရှိတာခလေးရနေသေးလားတကယ်ပြောတာတကယ်ဘယ်လိုပြောမလဲသူတို့ရဲ့လုပ်ရကြီးအောက်တန်းစားလုပ်ရတွေနဲ့အောက်တန်းစားစိတ်တွေပါသေးလားတို့ကတော့အရက်ပဲတေးနေလည်းမြတ်မှုတော့ကြွယ်နေတယ်လို့ညီမတို့တော့လေလီဗရာစနိုက်မတယောက်တွေ့ဦးတယ်ရီးစားရှိအောင်ရလီဗရာကြီးလည်းမကောင်းတော့လီဗရာကြီးကတာတက်ဖက်ကိုသွားတာကွာသေးလားခင်မဝင်မဖြစ်ပါဘူးစိတ်ချကျမစကားပေါ့နော်ကျမရဲ့စိတ်ပိုင်းဆိုင်ရာမှာထအကာကြော်ကနှလုံးသားထဲမှာဥနောက်ထဲမှာကောထုတ်ထားတာကကြပါပြီသူနဲ့ပေါင်းသင်းနေတယ်ဆိုတာတားလေးမျက်နှာကြောင့်ဘာမှမပြောဘဲနဲ့အေးစစ်စစ်ပေါ့နော်နေတယ်
ဘာကိုကတော့ကောင်းပါလေပြောပြောနဲ့နဲ့ကြောင်ကြီးသိလားစာကြည့်တဲ့တွေကကောစာနေတာလေအဲ့ဒါပြောတာ face ကြီးသိလား face ကြီးမကိတ်ကြီးကြည့်စုပါသူတို့ကောင်းပြန်တာကြာပြီလားမကြာပြီလားတော့မသိကျမသိတာတော့မကြာသေးဘူးပေါ့နော်ဘယ်ချိန်တည်းကခိုးစားနေလဲမှမသိတာညအစောကြီးကပုတ်ပွလင်းလင်းပြောလို့ပြောခဲ့တယ်ကွာသိလားကျွန်တော်ပြန်နေနေရကွာဖောက်ပြန်တဲ့သူတွေကဘာလို့အဲ့လိုကလေးလိုချင်တာ